နောက်ပိုင်းမြန်မာနိုင်ငံမှာလူငယ်တွေကြားထဲမှာဦးမာကြီးကင်ဆာနဲ့အစာအိမ်ကင်ဆာတွေ့တာတော်တော်လေးများလာနေပြီ။ဒါကြောင့်ကိုကမာလာရှန်ကောဟော့ပေါ်အကင်တို့ပြီးတော့အသင့်စားအစားအစာ ready made တွေခဏခဏစားတဲ့သူဆိုရင်တော့တတိထားဖို့လိုနေပြီနော်။ဒီယောဂတွေကအသက်ကြီးမှဖြစ်တာမျိုးမဟုတ်တော့ဘူး။ဦးမာကြီးကင်ဆာဆိုတာဦးမာကြီးနဲ့ကဆဲတွေပုံမှန်မဟုတ်ပဲအထင်းအကွက်မဲ့ကြီးထွားလာရကနေထစ်လာတာ။အစာအိမ်ကင်ဆာကြတော့အစာအိမ်အတွင်းသားတွေချက်ခါထက်ခါထိခိုက်ပြီးကြာလာတော့ဆဲတွေပြောင်းလဲနောက်ဆုံးကင်ဆာဖြစ်တော့တာပေါ့ဒီယောဂတွေရဲ့ကြောက်စရာအကောင်းဆုံးအချက်ကအစပိုင်းမှာဘာမှမနာဘူးဘာလက္ခဏာမှမပြတာမဲကိုတော့နီလူကောင်းတယ်ပုံမှန်ပဲလို့ထင်နေရပေမဲ့ခန္ဓာကိုယ်ထဲမှာတော့တော်တော်လေးပျက်စီးနေပြီယောဂလက္ခဏာတွေစပေါ်လာတဲ့အချိန်ကျရင်အခြေအနေကတော်တော်လေးကျွမ်းနေတတ်တယ်သူတေသနာတွေအရဆိုချက်ဥချောင်းဝက်ဥချောင်းလန်ချမီတို့အသားလုံးတို့လိုပြုပြင်ထားတဲ့အစားအစာတွေအများကြီးစားရင်ဦးမာကြီးကင်ဆာဖြစ်နိုင်ခြေအများများတယ်အငံကဲတာအစီအစိတ်များတာဆေးလိမ့်နဲ့အရက်တောက်တာတွေကအစာအိမ်နဲ့ဦးမာကြီးကိုဒန်ဖွစေတယ်ကြာလာတော့ရောင်ရမ်းပြီးကင်ဆာဖြစ်ဖို့လမ်းစားပွင့်သွားတာပေါ့တကယ်တော့မာလာရှန်ကဟော့ပေါ်အကင်တို့ကစက်ယုံတက်တက်နဲ့တော့ကင်ဆာမဖြစ်ဘူးဒါပေမဲ့အဲ့ဒီအထဲမှာပါတဲ့အသားလုံးတို့အငံဓာတ်တွေစီတွေနဲ့ပေါင်းပြီးခဏခဏစားမယ်ဆိုရင်တော့ယောဂဖြစ်ဖို့တဖြည်းဖြည်းဆုဆောင်းနေတယ်လို့ဖြစ်သွားမှာအသက်ငယ်သေးလို့ငါမှယောဂမဖြစ်နိုင်ဘူးမထင်နဲ့နော်လူငယ်ဖြစ်နေတာကအားတာချက်တစ်ခုပဲရှိတယ်အဲ့ဒါကအရာရာနောက်မကြခင်အခုချိန်မှာကို့အကျင့်တွေကိုပြင်ဆင်ချိန်ရနေတာပဲဒီနေ့ကို့အစာအိမ်နဲ့ဦးမအီကိုဘလို့ထားတယ်လဲဆိုတာကနောက်တစ်ချိန်ကို့ကျမ်းမအီအခြေအနေပဲ